လေတဲ့သမီးတို့မောင်နှမ3ယောက်တဲ့အဝေးကနေပြီးတော့ပဲကတော့လိုက်ပါတယ်တဲ့ကျမကြီးလည်း view site ပါနော်တဲ့ဥကြည်အေးတဲ့ဥကြည်လည်းကျမကြီး view site ပါနော်တဲ့လေးဝင်းရောတဲ့အများကြီးဖြစ်ပါတယ်နော်တဲ့အဲ့ဒီမှာသာလေးနဲ့ဒီကျွန်တော်တို့ဒါလေးလာပို့ပေးတာပါအခုလိုပို့ပေးတဲ့ဒီမလေးတွေလားအခုကလည်းသူလေးပြီးလာအောင်လေးနော်တဲ့ပေးလိုက်လေတစ်တော့ပေါ်တက်မှာဥပစားပြန်ပြီးဘာနှစ်ယောက်ရောဝိုင်းပြောပါလေဘေးကအနေကြတယ်မကေးစင်းနေတာလုံလိုက်ကံကမှချောပါသည်ဟုတ်ပြီအခုလာပြီးတော့ပြောပါဒီကနေ့ပြပါစေဟိုကြားရပြောလိုက်လို့အများကြီးဟုတ်ကဲ့အဲ့တော့ကေးလေးခွဲမယ်နော်တမျိုးမဖြစ်နိုင်ဘူးခါကျိုးအပူပဲငါတော့မဖြစ်မကောက်ရဘူးတော့အေကဝါမိဖို့ကြောင့်ဓမ္မကြီးကြောင့်ဒီမှာဝါအဲ့မှာဝါဖေးကျူးလေးပဲပြောကိတ်မှာကိတ်အမေရောမှာအဲ့ဒီဖေးပြီးမှပေါ့တစ်ထောင်နဲ့တစ်ထောင်နဲ့2ရက်3ရက်4ရက်5ရက်2သိန်း3သိန်းရေရတော့ဦး10သိန်းဘာတော့မလားဘူးတော့အဲ့လေရိုင်းခဲ့တော့အဲ့ကျဲပါလားအဲ့ကျဲလိုက်ပါလားရပြီအဲ့ဒီနဲ့ရထားပြီပါဟိုကောင်ရထားတယ်အဲ့လေးလည်းပဲပတ်လိုက်တော့ညဝါဒီကမျိုးလုပ်ဘူးလားဒါမှမဟုတ်ဒီတိုင်းတော့တိုင်တာโอเคโอเค